နေကင်းထမင်းစားနောင်းကစဉ်းစားနေအော်လို့မြတ်ဗန်တနင်္ဂနွေနေ့နားရဲ့အလုပ်ဆင်းရင်ကောင်းပါပဲဆိုပြီးတော့အဲ့လိုလေးစဉ်းစားနေဆူတောင်းပြေးသွားလားမသိဘူးရင်းစိုးရမြတ်ဗန်လှုပ်ဆင်းမှာတဲ့အမလေးကျေးဇူးအများကြီးတင်ပါတယ်လို့ဟောကပြောတော့မသိအရင်ကိုရီစရောက်တော့ဒီနာလုံးဝအကျန်းတယ်ခုဆိုဘောလုံးပြီးသွားတယ်အပေါ်မှာဝါယာပြေးပြီးတော့ချင်းအောက်ကနေပြီးတော့ရထားတလန်ပြေးဟောသူများနိုင်ငံတွေပတ်စံလည်းရှိရဲ့ညီပညာတွေတိုးတယ်ဘာပဲလုပ်လို့သူတို့ကတင့်တယ်ဟာသူများရရှိမှကားရိုက်ပါတော့ဆင်းတယ်ငါတယောက်တည်းနောက်ကျနေလားလောကကြီးမှာတဲ့အလုပ်ပြီးလို့တည်းမှသာမရှိဘူးတဲ့နောက်တစ်ခုရှိသေးရဲ့ဗာလဲစင်းရဲကောင်မဖြစ်ဖြစ်ချမ်းသာရဲကောင်မဖြစ်ဖြစ်ယူဆိုးရဲကောင်မဖြစ်ဖြစ်ရုပ်ချောင်းကောင်မဖြစ်ဖြစ်ဘလိုလိုဖြစ်ဖြစ်တဲ့အိမ်သာတက်လို့ချင်းဖင်လန်ပြီးတော့အိမ်သာတက်ရပါတယ်တဲ့သူများကြီးပြောကြဟုတ်လားမသိခမလေးစားပြီးကောင်းကောင်းကိုမနာစင်မလို့ချက်ချင်းဘာလို့ဟဲ့အဲ့ဒါကြတခါမှတုံးမပြီဖြစ်နိုင်ရင်တရားဒီဆက်ကကောင်ကဘလုံးဆိုအလုတ်သမားတွေကိုအင်ကိုမပြန်စိတ်ကြည့်ဘူးဖြစ်နေအလုတ်ထမနေအလုတ်ထမအိတ်အလုတ်ထမစားအလုတ်ခိုင်းနေတဲ့သဘောကြီးဒီဆက်ကဝကြတော့မှာဝကြတော့မှာတိတ်ကြမ်းတော့ဒီနေ့အပေါ်တက်လိုက်အောက်ဆင်းလိုက်အလုံးမလို့ဖလဲနဲ့ချမ်းသာရနေရှိလို့ရှင်တော့ခေါင်းတော့အေးစေးအားလည်းမလို့အော်ငါတော့မရောက်သေးဘူးဒီကမီးနှလုံးထိုးပြီးတော့စောင်းလိုက်လို့ဒီပါသားကြီးငါလည်းဖုန်းပြောမိမနဲ့ကောင်းဖုန်းမပြောဟောပြောတော့မှမသိဘူးကားကြီးဟာဟိုဘောမြောက်တယ်ဟုတ်ပါမှာရောက်ပါပြီမနေကြီးမတန်းတော့တန်းစီကုန်ဒါမှမဟုတ်တော့ပါဝရင်းရအနီကောင်တွေ့ရမီလီတောင်လင်းနေ